ဈေးတွေကျသွားပြီအသေးဈေးကျရင်စကန်လေးပါလိုက်ကြတယ်မင်းတို့ဆိုင်မှာစကန်ဘူးပစ္စည်းစုံလေးတွေအများကြီးရောက်ထားပါတယ်မော်ဒယ်မြင့်တွေကမော်ဒယ်မြင့်ဝယ်ရဆိုလို့ရှိရင်ဘူးပစ္စည်းစုံကိုဝယ်ဖို့ပို့ပြီးတော့ recommendation နဲ့ဘာလို့လဲဆိုတော့မော်ဒယ်မြင့်ဖုန်းတွေမှာကြတော့အဓိကအဖြစ်တော့ charger ပိုင်းကဥမာ68ဝ90ဝအဲ့ charger တွေကအပြင်မှာရှာဝယ်ရင်တော်တော်ခက်တယ်ဒါကြောင့်မလို့အမြင့်ပိုင်းကိုဝယ်တယ်ဆိုလို့ရှိရင်ဘူးပစ္စည်းအစုံလေးတွေဦးစားပေးပြီးတော့ဝယ်စီခြင်းနဲ့မင်းဆိုင်မှာတော့ဘူးပစ္စည်းမစုံတာလေးရှိတယ်စုံတာလေးရှိတယ်ဒီနေ့တော့ဘူးပစ္စည်းအစုံလေးတွေကမိတ်ဆက်ပေးပါမယ်ဒီကောင်လေးဆိုလို့ရှိရင်တော့ K18 ဟောနော် K18 နှလုံးအသေးသေးဆိုလို့ရှိရင်တော့12သိန်း8000ခွဲကနေ13သိန်းကျော်ကျော်ထိရှိသေးတယ်မင်းစီမှာက K80 ထဲမှာ RAM 12512ရှိမယ်12256ရှိမယ်နော်ဈေးနှုန်းလေးတွေကတော့17သိန်းနဲ့10သိန်းနဲ့17သိန်းကြားမှာရှိပါမယ်အသေးသေးနဲ့ဆိုရင်တော့2သိန်းနီးနီးလောက်တက်တာမယ်ဟုတ်โอเคနောက်တစ်လုံးအနေနဲ့တော့လူကြိုက်များစေဖြစ်တဲ့ Note 14 Pro Plus ဆိုတော့ Note 50 Pro Plus ကြီးထိလည်းမလိုက်ချင်ဘူးအသေးသေးထက်လည်း2သိန်းအေးလောက်တက်တာချင်တယ်ဆိုလို့ရှိရင်တော့မင်းစီမှာ Note 40 Pro Plus ဘူးပစ္စည်းအစုံလေးရှိပါမယ်အယောင်ကတော့ယောက်ျားလေးတွေအကြိုက်အနက်ရောင်လေးပဲရှိပါဦးမယ်ဘူးပစ္စည်းအစုံပါမယ် RAM ကတော့12256လေးတွေပါ Original offline လေးတွေပါရှင့်ဈေးကတော့အသစ်ဈေးဆိုလို့ရှိရင်ဒီကောင်က10သိန်းအထက်လောက်မှရှိသေးတယ်ဆိုတော့လေလောလောဆယ်ကမင်းစီမှာ9သိန်းနဲ့10သိန်းကြားမှာရပါမယ်ဈေးအတိအကျကတော့မင်းဆိုဖုန်းဆက်ပြီးတော့မေးလို့ရတယ်ချက်ပေါက်မှာလာပြီးတော့မေးလို့ရပါတယ် page မှာဆိုရင်တော့ post တိုင်းမှာတွားကြည့်လို့ရပါတယ်ရှင့်ဈေးရအပြည့်စုံတင်ထားပြီးရနော်โอเคနောက်တစ်ခုကကြတော့ကိုက10သိန်းလောက်9သိန်းကျော်လောက်တင်မတက်နိုင်ဘူးဆိုလို့ရှိရင်လေမင်းစီမှာဒီကောင်လေးရှိမယ်ဒါဆိုလို့ရှိရင်အသစ်တိုင်းတန်လေးတယ် unbox လုပ်ထားတာမှာ3လလောက်ပဲရှိအောင်မယ်အလုံးလေးဒါဆိုလို့ရှိရင် Note 14 Pro လေး8256အသစ်ဈေးကတော့9သိန်းကျော်ကျော်လောက်ရှိအောင်မယ်မင်းစီမှာတော့9သိန်း8500ဘူးပစ္စည်းအစုံအသစ်လိုမျိုးတန်လေးတယ်နောက်တစ်ခုရှိသေးတယ်ဒါကတော့ China လုံးပေါ့နော် China လုံးကိုတချို့ကကြမကြိုက်ကြဘူးဘာလို့လဲဆိုတော့ Noti နောက်ကြတာတွေတို့ကျန်တဲ့China application တွေပါလို့မကြိုက်ကြဘူးမကြိုက်တဲ့သူတွေအတွက်လည်း official global လုံးရှိဒါကတော့ official global ကတော့ running 2 years ပါမယ် official global ကိုမှအခွန်ဆောင်ပြီးသားဖြစ်တယ်မြန်မာ global လုံးအာမခံ2နှစ်နဲ့လာမယ်ဒီကောင်လေးကမင်းစီမှာအာမခံက2နှစ်ကိုမှ3လလောက်ပဲရောအောင်မယ်ဆိုတော့24ဆိုတော့အာမခံ21လလောက်ထိကျန်အောင်မယ်ဒီကောင်လေးကတော့မင်းစီမှာမှန်မကွဲလေးကတော့ပါပြီးသားအောင်မှာခွာလိုက်တယ်အဲ့လိုဆိုတော့မှန်ကုန်းတွေတိုင်းမှာမှန်မကွဲတော့မပါတော့ဘူးဒါလေးဆိုလို့ရှိရင်တော့8သိန်းအတိသူ့ရဲ့အသစ်ဈေးကတော့9သိန်း9,000ကျပ်ရှိပါသေးရဲ့အသစ်ဈေးနဲ့ဆိုရင်2သိန်းတိတိတက်တာပါမယ်သူကတော့အာမခံက21လနဲ့ဘူးပစ္စည်းအစုံလေးနဲ့ပါဆိုတော့ပြပြလိုက်ပါဦးဒါလေးတွေဒါကတော့အမြင့်လုံးထဲမှာပေါ့နော်အမြင့်ထဲမှာရှိတဲ့ဖုန်းလေးတွေပါဘူးပစ္စည်းအစုံဖုန်းလေးတွေပါရှင့်ဂျန်နဲ့ပေါ့နော်မင်းစီမှာကတော့2သိန်းအထက်ကနေစပြီးတော့ရှိပါတယ်ဖုန်းလေးတွေကအာမခံတစ်လားတိတိပေးပါတယ်ရှင့်ဆိုတော့မှန်အာမခံအနေနဲ့ဆိုရင်တော့10ရက်ပေးပါတယ်မှန်အာမခံ10ရက်ပေးတယ်ဖုန်းအာမခံဂျန်နဲ့အာမခံကတော့တစ်လပေးပါတယ်ဆန်လိပ်စာကတော့ပခုတ်ကူမျိုးပေါက်လမ်းမှာပေါ့ရွှေလန်းတော့မှာဖွင့်လိုက်ထားပါတယ်ရှင်နေဝေးရဆိုလို့ရှိရင်တော့ငွေလဲဝင်မှာပစ္စည်းပို့ပါတယ်တတာ